နဲ့လားဘူးထားကြောက်ပြီးလုံးနေဘောခဏခဏဆက်လို့ကျွန်တော်လည်းသားစီနဲ့တန်းဝိုင်းအိမ်ဝိုင်းလုပ်လို့ရှိပြီအားလေးပြောဟာဒီစီးရဲကဒီရောက်ကိုမနဲ့ပေါ်ပြလို့လေအားလုံးဘောရလာပြတယ်ကိုအိမ်လို့ကိုမလို့ရသေးဘူးငါပြောမယ်အဲ့ထိုင်ကမင်းသိန်း30နဲ့အပြက်ယူလိုက်မှာကျွန်တော်ပြောရမယ်အစိတ်ဆိုလည်းကျွန်တော်ပေးလိုက်မှနားကြီးမခိုင်ဘူးဒီပစ္စည်းရတဲ့အတွက်ကတော့ထိုင်ရရပါတောင်ယူလာတာမဟုတ်ဘူးလားလေလုံနေတယ်လေအဲ့ဒါတွေကဒီဟာတွေကမန္တလေးကပုံမှာအဲ့ထိုင်ကိုငါနဲ့သူ့အာရမမင်းကမ္ဘာဟိုက်တိုင်ကမင်းလောက်ကူပေးရမှာလို့ငါပြောသလားဟာမဟုတ်ဘူးကျွန်တော်ပြောရမယ်လုံပေးရမှာမဟုတ်ခမရကိုဆိုင်ကရခွဲလိုက်တယ်တဲ့တသိန်းခွဲတသိန်း9သိန်းချစ်တော့ကုန်တော့ဆိုင်ကကြီးကမကောင်းမကောင်းဘူးမကောင်းတော့မကောင်းတယ်ဟုတ်တယ်မကောင်းတော့ကျွန်တော်သိတယ်လေနက်ပါနားလဲတာပေါ့နည်းနည်းလေးနားလဲတာပေါ့ဒီဆိုင်ကရတခုချိုရနေပြီတော့သိတယ်ဒါပေမဲ့ဒီကရရအဓိကဆိုင်ကလေးတို့မှာဒါလို့ဒါမကောင်းတဲ့အတွက်ဆိုင်ကရထပ်ပြင်းလဲပြက်နေအောင်ပါပဲဒါကြောင့်ခမရကိုဂုံကြများမှကျွန်တော်စီတာပေါ့တော့တိကျတဲ့ဟာလေးကိုကျွန်တော်လုပ်ပေးတာကိုင်းတော်ဆိုင်ကကြီးစုပ်ကြီးတော့လည်းဘလို့မှအဆင်ပြေတဲ့ဟာကြီးဒါကျွန်တော်စင်ပြောင်းလုပ်ပေးတယ်အဲကာမိုက်တာကဖြစ်နေတာမပြေဘူးဆိုတဲ့ဥစ္စာအဓိပ္ပာယ်မရှိဘူးအဲ့ဆိုင်ကလည်းမင်းငါရိုက်ထိုးတာလို့ဒါဆိုင်ကဝိုင်းပေးတာအဲ့ဆိုင်ကပြတ်တာလည်းမဟုတ်အင်ဂျင်ကြတာလည်းမဟုတ်ဘူးလေအထက်ကမှဘာမှကိုပေးအလုပ်တွေကိုမလုပ်တာအလုပ်လုပ်တာစီချက်လိုက်ရင်လုပ်တယ်လေဘာလို့ရှိတယ်ပေါ့အင်ဂျင်ဝိုင်းကိုမရှိတော့တာအင်ဂျင်ဝိုင်းမရှိအင်ဂျင်ဝိုင်းကိုခွဲခွာတာရိုက်ခွာတာတွေရှိအခုကမင်းဆိုင်ကတစ်ခုကိုမင်းဘယ်တော့ကြာပါလဲမင်းတွက်ကြည့်လိုက်ကျွန်တော်ကကိုဝင်းတော်စီကဆိုင်ကရိုးရိုးဘိန်းမဟုတ်ဘူးဒါပြည်မကြီးဘိန်းဖြစ်နေတဲ့အတွက်ကျွန်တော်ဒီကမင်းအဲ့ဒါတော့သိရမလားပြည်မကြီးဘိန်းဆိုတာသိတယ်ကျွန်တော်စိုးနေတယ်အဲ့ဆိုင်ကမျိုးကိုမင်းစီးဘူးလားမစီးဘူးပေါ့ခင်ဗျာမစီးဘူးပေါ့အဲ့တော့ကျွန်တော်တောင်းဝင်ယူတာကိုခါမှုကျွန်တော်အကုန်လုံးလုပ်ပေးနေတယ်အဲ့ဒါမင်းဟိုကပဲကလိုတဲ့လာယူသွားပြီပါတော့ခင်ဗျာလာယူလဲလေတော့ကျွန်တော်ခီးသွားနေတာလာယူလဲဆိုမင်းလွတ်လိုက်လို့ငါပြောပြရလေမင်းကဒီမှာဒါဘလောက်ပြလဲငါ့ကိုဘောင်းချားပဲလာမပြောနဲ့လို့မင်းမပြောဘူးလားမင်းအမခန္ဓာလေကျွန်တော်ယုံကြည်မှုနဲ့ကျွန်တော်လွတ်တာလေဒါမှန်တယ်ပြောရင်ဖုံးပေကရေကုန်တယ်စစ်စင်းရဲကတွေမပါဘူးနော်ဆိုင်ကစီဖို့တွက်မယ်ဆိုရင်ခင်ဗျားကလုပ်ပြအောင်မင်းစစ်စင်းရတယ်စင်းရတယ်တော်တော်စင်းရတယ်ဒီမင်းကတော်တော်လေးကြားနေလဲကြားနေပြီအေးလေငါမနေရလဲမင်းခန္ဓာကြည့်လိုက်မင်းဆိုင်ငယ်ဆိုရင်ရောကရပစ္စည်းဆိုတာဟိုကျွန်တော်အိမ်ကထုတ်တာလည်းမဟုတ်ဘူးဗျသိအောင်ပြောပြတာအခုပဲထားမြန်မာပြည်ရရမှာမန္တလေးကနေကျွန်တော်ဒါမှအားလာစောကြီးတွေကဝရိယနဲ့မရဘူးလားပို့တယ်တော့ကျွန်တော်ကိုင်းတော်သိအောင်ပြောပြမယ်နော်ပစ္စည်းတွေပို့တော့မတူဘူးဖြစ်နေတာဒီမှာအပေါက်ကလေးတွေကဒါကိုင်းတော်အောင်လည်းနားလည်အောင်ပြောပြတာပါကျွန်တော်ကဒီမှာအပေါက်ကလေးတွေကဒီလိုဒီမှာအပေါက်ကလေးတွေပါနှစ်ပေါက်ပါတယ်ဟာပါတယ်ဒါဆို၄ပေါက်ပါတယ်ငါကားတောင်စီးနေရငါလည်းသိတယ်ပြောပြမယ်လေလင်းတော့ဒီကဝဲမရလို့ပတ်သက်ရောက်စီးမှဆိုရင်စီးနိုင်တယ်ငါလည်းဟိုချီကြောင်ပြီးကြောက်တော့ကတော့သိပါပဲကျွန်တော်တို့ကသဘောပေါက်ပါတယ်ဒီကဒီຢာတွေကမတူတဲ့အတွက်လဲရတာလေးကလဲရတယ်